ဒီနေ့တော့ပြင်သစ်နဲ့စပိန်တို့ရဲ့ပွဲပြီးသုံးသက်ချက်အဓိကအဖြစ်တော့ပြင်သစ်အသင်းရဲ့ကောင်းလာပါတယ်ဆိုရင်တိုက်စစ်နဲ့လူတိုင်းဖြော်လင့်ထားသလိုဖြစ်မလာဘဲနဲ့တက်တဲ့နေရာလူပွဲစီကိုဆင်းသွားရခြင်းနဲ့စပိန်အသင်းရဲ့ကွင်းလေ control တွေအလုပ်လုပ်ခြင်းအတွက်ကိုဒီနေ့အနေနဲ့ပြောမယ်အဓိကအဖြစ်တော့ရိုရီရဲ့အခန်းကဏ္ဍဒါအောင်မှရေးကြည့်တယ် Fabian Ruiz ကိုရိုရီကအတွေ့အကြုံရအောင်အရန်အောင်မှရင့်ချက်ပြီးသားကစားသမားတွေဖြစ်နေပြီဒီနေ့ပွဲမှာအဲ့ဒါကိုထပ်ပြီးသက်သေပြတယ်ဘရွန်ဒီယိုရထားတာအလကားမဟုတ်ကြောင်းရိုရီကအိုလီစီကိုအသိပေးတယ်အိုလီစီရဲ့ဘောလုံးလမ်းကြောင်းတွေအကုန်လုံးပိတ် block ရိုရီကိုလုံးဝကြုံလို့မရတဲ့အနေအထားဖြစ်ရင်ပထမပိုင်းမှာဆိုရင်အိုလီစီကဒီညာတောင်မှနောက်မှထွက်ဆောရတဲ့အနေအထားထိအောင်အိုလီစီအဲ့လောက်ထိပြဿနာတက်သွားအောင်လူတွေကဒုက္ခတွေပေးနိုင်ခဲ့တယ်။အဲ့ဒါအပြင်ကစပိန်ကသူတို့ရဲ့ display ကိုအကောင်းဆုံးပြသတယ်။ Orazabal နဲ့ဒီ Daniel Olmo တို့ရဲ့ position rotation တွေကလည်းပဲတော်တော်လေးကိုမှစိတ်ဝင်စားစရာကောင်းတယ်။ပထမဦးဆုံးဂိုးကိုတော့ရမယ်ပါနမှုအတိမတ်ပြုရမယ်။ဒါအပြင်ကဒီ Ding ကလည်းပဲတော်တော်လေးကိုမှquality နိုင်တဲ့ player ပေါ့နော်အဲ့လိုမျိုးခံစားရတယ်ဒီနေ့ပွဲမှာပြောတာအရင်ပွဲတွေမှာတော့သူ့ဘာသူအနေထားတစ်ခုရကောင်းနေတယ်ဆိုပေမဲ့ဒီလိုမျိုးနေရာစုံကနေပြီးတော့တူတင်ကိုတင်ကောင်းတဲ့ကစားသမားကြီးရှင်တဲ့အချိန်မှာတော့ဒီကစားသမားတွေရဲ့ talent တွေကကွာသွားတယ်လို့ခံစားရတယ်အဓိကအဖြစ်အိတ်စုံမှာ weak ဖြစ်နေတာကိုသိတယ်လို့အိတ်စုံကိုအဓိက attack လုပ်တယ်ဒါအပြင်ကိုမှဒီ left center back မှာဆုံးနေတဲ့ Saliba ကပါစောစီစီနာသွားတယ်အဲ့အချိန်နဲ့အတူ La Crosse ဝင်လာတဲ့အချိန်မှာပိုဆိုးတယ်ဒီ left back နဲ့ left CB ဘက်ကိုပဲအဓိကအဖြစ် attacking zone အနေနဲ့သူတို့တောက်လျှောက်တိုက်တယ်ပေါ့နော်ပထမဆုံးဂိုးကလည်းဒါယာမယ်က blind side ကနေပြီးတော့ဒီညရဲ့ဒီဘေးကနေကောက်ဝင်တယ်အဲ့ဒါကိုယာမယ်ကိုလှည့်ကန်လိုက်လို့ဖြစ်သွား pure foul ဘာမှပြောရမလို့เนาะအဲ့တော့ penalty ရတဲ့ဂိုးရယ်နောက်တစ်ဂိုးအနေနဲ့လည်းပဲသူ့ဘက်ချမ်းကနေပဲပေါက်လာတဲ့ဂိုး Daniel Olmo ဟန်ချက်ပြတ်တဲ့အနေထားနဲ့ပေးလိုက်တယ်Pedro Porro ကအိတ်ဆိုင်ကနေပြေးထွက်တယ်အဲ့အနေထားမှာ Lagos နဲ့ဒီဒင်းညရဲ့ဒီ position ယူထားမှုကနည်းနည်းလေးတော့မိကုံထုတ်ခြင်းစရာရှိတယ်အနည်းဆုံးတစ်ယောက်လောက်တော့ဒီပြေးလန်းကိုဝင်ပြီးတော့ပိတ်မယ်လို့ခံစားရပေမဲ့တရားမှဝင်မပိတ်ပဲနဲ့အလူကြီးခံသွားတယ်အဲ့ဒါဒုတိယကိုအရှင်းဆုံးပြောရရင်ရမယ်တတိယကိုကကျွန်တော်အမြင်ရလုံးဝလူမကြုံเนาะအဲ့ဒါဒီမှာပုံလေးလေးထည့်ပေးလိုက်မယ်မဲဆိုတော့အမြင်နဲ့ဆွေးနွေးကြည့်ကျွန်တော်တော့ရမယ်ကိုကလူမကြုံလို့မြင်တယ်အဲ့တော့ 3C မဖြစ်သွားတာပဲပြင်တဲ့အနေနဲ့ကန်ကောင်းတယ်ဒီတော့ 2C ဖြစ်တဲ့အချိန်မှာသူတို့တောက်လျှောက်အသက်ကင်းတွေပြန်သွားတယ်ဆိုပေမဲ့တခုကတော့ကျွန်တော်တောက်လျှောက်ဆိုသလိုစိတ်ပူနေခဲ့တဲ့စပိန်ရဲ့ခံစစ်ကဒီနေ့ပွဲမှာသူတို့ခံစစ်ကအလုံးလုံးပုံတော်တော်လေးကောင်းတယ်အဓိကအပြင်ကူကူရဲလာတို့ဒီပဒူပိုရိုရဲ့လှည့်မြန်မှုတွေထက်က transition အရန်ကောင်းပါတယ်ဆိုတော့အသင်းကို transition လမ်းကြောင်းတွေတွားမဲ့ဒီ attacking ဘက်ကိုတွားမဲ့ဘောလုံးလမ်းကြောင်းတွေအကုန်လုံးကိုညံပါတားဆီးထားတဲ့ဟာတွေကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီຢာတွေအကုန်လုံးကအသင်းလိုက်ဟန်ချက်နဲ့အလုံးလုံးနေတာဖြစ်တော့ကြောင်းမလို့စပိန်ရဲ့ display ဒီတော်တော်လေးမိုက်တယ်ဒါအပြင်ကမှစပိန်ကဒီ position rotation တွေ ball circulation တွေပဲမဟုတ်ဘဲနဲ့လိုအပ်တယ်လို့ direct ball တွေနဲ့လည်း attacking လုပ်နေတာတွေ့ရတယ်အဲ့တော့တောက်လျှောက်ဆိုသလိုပဲကျွန်တော်ကစပိန်ကိုအရင်အားရတယ်မပါဘူးဒါပေမဲ့ဒီနေ့ပွဲမှာတော့ပြင်သစ်ဆိုတဲ့အသင်းဒီ World Cup ရဲ့အကောင်းဆုံးတိုက်စစ်အကောင်းဆုံးအသင်းထဲမှာပါနေတဲ့အသင်းကိုသူတို့ AC ဆော့ပြသွားတယ် AC ဆော့ပြတာအမှန်ပဲနော်သူတို့ဝလုံးသုံးကမဖြစ်ဘူးသူတို့ရဲ့ play ကိုသူတို့တေချာပြတယ်ပြင်သစ်ကသာသူ့လို့သူမလုံနိုင်သွားတာပြီးတော့ Rabiot ကလည်းစောစီစီအဝါတွေပဲထိသွားတဲ့တကြောင်မလို့ပြင်သစ်ဘက်ကပို့ပြီးတော့အထိနာတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးတော့ရလာတဲ့ transition chance တချို့တော့ရှိတယ်goal chance အရာပေါ့နော် HG value အရာပြင်သစ်ဘက်ကအရန်နိုင်နေဆိုပေမဲ့လေဒီ Unai Simon တို့ရှင်းထုတ်လိုက်တဲ့အလုံးဒူဝေစီရောက်သွားပြီးတော့ဒူဝေကန်ချက်ကတော်တော်လေးကိုမှညံ့တယ်လို့ပဲခံစားရတယ်ပေါ့နော်အဲ့လိုနေရာလုံးဝကိုကအလွတ်ကြီးနေထားဖို့တေချာပေါက်ကန်ချက်ပြင်းပြင်းနဲ့ကိုတွေကိုကန်ထည့်မယ်လို့ထင်ထားခဲ့ပေမဲ့တကယ်တမ်းမှာတော့သူမလုံနိုင်ခဲ့ဘူးအဲဒီလိုအရာလေးတွေလည်းရှိရပြီးတော့တချို့ transition chance လေးတွေကဘောလုံးကလိုရအောင်မရောက်သွားတာတို့ဘောလုံးထိန်းနေနေလွန်သွားတာတို့ဒီလိုအခြေအနေတွေကြောင့်ပြင်သစ်ကပြောမယ်ဆို clip တွေနည်းနည်းလေးလိုသွားတယ်မမိဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တေချာတခုတော့ဒီနေ့ပွဲမှာအိုလီစီလုံးဝပျောက်သွားတာဘလူရီနဲ့အတူတူFabian Ruiz ရဲ့ကွင်းလေကို Olise လုံးဝမကြော်ဘူးပေါ့နော်အဓိကအဖြစ်တော့ Rodri ပါပဲကျွန်တော်မြင်မှာတော့ Rodri နဲ့ Olise ထိတ်တဲ့ရင်ဆိုင်တာ 3-4 ချိန်လောက်ရှိတယ်အဲ့ဒီချိန်တွေမှာ Olise တော်တော်လေးကိုမှဒုက္ခများသလိုဘောလုံးလမ်းကြောင်းနဲ့လုံးဝထွက်မလာခဲ့တာကိုတွေ့ရတယ်သူပေးလိုက်တဲ့ဘောလုံးလမ်းကြောင်းတွေကဒီနေ့လုံးဝညှိနေတာအဲ့တော့နောက်ဆုံးကျတော့သူ Chucky နဲ့ပဲအလဲခံလိုက်ရတဲ့အနေအထားကိုဖြစ်သွားခဲ့တာပေါ့နော်အဲ့တော့ဒီနေ့ပွဲမှာအရှင်းဆုံးပြောရရင်ဒီ Spain ကဒီ area ဘိုင်းတွေမှာအရင်အားနေတာတော့မဟုတ်ဘူးဆိုရင်တော့ဗေဂျင်နဲ့ပွဲနေမှာ area ကနေပြီးတော့ဒါ
တကူပေးထားတယ်เนาะဒီပြင်သစ်ဘက်မှာဆိုလည်းပဲချက်တင်ပေါ်ကောင်းကောင်းလုပ်နိုင်တဲ့လူတွေရှိတယ်ဒီလိုအခြေအနေမျိုးတွေမှာတကယ်တော့မိနစ်90ကျော်80လောက်မှာမာတီတာလူတိုက်စစ်မှုမျိုးနဲ့ခေါင်းပိုးတွေပါတွေစော့မလားဆိုပြီးတော့အစတော့တွေးနေပြီးသေးတယ်ဒါပေမဲ့မလုပ်ဘူးပေါ့နော်ဒီ ground ball ခေါင်းပိုးမစော့တော့ဘဲနဲ့ဒီ ground ball တွေပဲတည်တဲ့စော့တွေပြဿနာက ground ball ကလွတ်သွားတာနဲ့တကယ်တမ်းစပိန်ရဲ့ခြေထဲရောက်သွားပြီဆိုရင်စပိန်ကဘောလုံးကသူတို့အစားရဘောလုံးကင်ကစားတော့ကောင်းတယ်သူ့ခြေသူ့လက်ဖြစ်တယ် position gain တွေကိုပြန်ဝင်တယ်ပြီးသွားရင်ပြင်သစ်တို့ကအိတ်ဘောလုံးမနေလိုက်လူနေရတဲ့ပြဿနာအဲ့ကနေပြီးတော့မှတစ်ဆင့်အဲ့ဒီခံစစ်လမ်းကြောင်းပေါက်တာတွေကစိတ်ပူနေရတော့တကယ်တမ်းကျတော့သူကိုပြန်ရပြီးတော့ပြင်သစ်ပြန်လာနိုင်မှုအတွက်ပြင်သစ် gain တွေကိုပြန်ဝင်လာဖို့အတွက်တော်တော်လေးကိုခက်ခဲသွားတယ်လို့ပြောချင်တယ်အဲ့တော့စပိန်ကတော့တက်သွားခဲ့ပြီနောက်နေ့မှာအာဂျင်တီးနားနဲ့အင်္ဂလန်တို့ဘယ်သူတက်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်ရမယ်တကယ်ချင်းတော့ final မှာဘယ်သူနဲ့ဘယ်သူကိုတွေ့ဆုံစေချင်လဲ comment မှာမှန်ခဲ့လို့ရတယ်နောက်တစ် video တွေပြန်လည်တွေ့ဆုံတာပေါ့